အားလုံးပဲမင်္ဂလာပါဘာဆရာရဲ့မင်းသိခါတပည့်ဆရာမထားအောင်မဝေခေါ်တန်ရိုင်းမှာဖြစ်ပါတယ်မိမိတို့ရဲ့မြန်မာမွေးနေ့တက်ကလေးကိုခုနှစ်ဖြစ်စားအောင်ဖြစ်ပါတယ်ငါးကျွဲနဲ့တက္ကသိုလ်သားမြေတွေကျင်းတွေထီစုကြီးတွေပေါက်စေမဲ့မုတ်ချချမ်းသာတဲ့တတိတွေချက်ချင်းဖြစ်စေနိုင်မဲ့နှစ်ကိုပြပြပေးမှာဖြစ်ပါတယ်ငါးကျွဲနဲ့တက္ကသိုလ်သားမြေထီပေါက်စေမဲ့နှစ်တွေကအသက်3နှစ်အသက်10နှစ်အသက်18နှစ်အသက်24နှစ်31နှစ်38နှစ်45နှစ်52နှစ်52နှစ်အသက်60နှစ်59နှစ်အသက်66နှစ်အသက်83နှစ်အသက်80ဒီလိုနှစ်အပိုင်းအခြားတွေကမိမိတို့တဲ့ကျင်းတွေထီစုကြီးပေါက်စေမဲ့နှစ်တွေဖြစ်ပါတယ်ဒုတိယနဲ့တွဲဖက်ပြီးတော့မှဆက်တူထိုးမယ်ဆိုရင်ဒီပေါက်စေမဲ့နှစ်တွေကတော့အသက်9နှစ်အသက်12နှစ်အသက်19နှစ်အသက်26နှစ်33နှစ်အသက်40 48နှစ်54နှစ်61နှစ်အသက်68နှစ်အသက်85နှစ်အသက်82နှစ်ဒီလိုနှစ်အပိုင်းအခြားတွေကဒုတိယနဲ့ဆက်တူတွဲဖက်ပြီးတော့မှဒီကန်ဆန်းမယ်ဆိုရင်ဒီပေါက်စေမဲ့နှစ်တွေဖြစ်ပါတယ်အဲ့တော့ငါးကျွန်းနဲ့တိုင်းတွေသားမြေတွေတောက်ကြသားမြေတူနဲ့တွဲဖက်ပြီးတော့မှဒီဆက်တူထိုးရမှာဖြစ်ပါတယ်အဲ့တော့ငါးကျွဲနဲ့တနင်္လာအင်္ဂါသားမြေတွေကျင်းတွေဒီစုကြီးတွေပေါက်စေမယ်နှစ်တွေကတော့အသက်1နှစ်အသက်8နှစ်အသက်15နှစ်အသက်22နှစ်အသက်29နှစ်36နှစ်43နှစ်အသက်50 58နှစ်64နှစ်အသက်81နှစ်88နှစ်85နှစ်ဒီလိုနှစ်အပိုင်းခြားတွေဟာငါးကျွဲနဲ့တနင်္လာအင်္ဂါသားသမီးတွေကျင်းတွေဒီစုကြီးတွေပေါက်စေမယ်နှစ်တွေဖြစ်ပါတယ်တွဲဖက်ပြီးတော့မှဆက်တူထိုးရမယ့်နှစ်ကတော့အသက်3နှစ်အသက်10နှစ်အသက်18နှစ်24နှစ်31နှစ်38နှစ်45နှစ်52နှစ်59နှစ်အသက်66နှစ်83နှစ်အသက်80ဒီလိုနှစ်အပိုင်းခြားတွေဟာငါးကျွဲနဲ့တနင်္လာအင်္ဂါသားမီအတွက်ဒုတိယနဲ့ဆက်တူတွက်ဖက်ထိုးမယ်ဆိုရင်ဒီပေါက်စိမ်မဲ့နှစ်တွေဖြစ်ပါတယ်။တနင်္လာသားမီဆိုရင်တော့ဗုဒ္ဓဘူးသားမီနဲ့ဆက်တူထိုးရမှာဖြစ်ပါတယ်။အင်္ဂါသားမီဆိုရင်တော့ဇာတာပရိသားမီနဲ့ဆက်တူဒီကန်ဆန်းရမှာဖြစ်ပါတယ်။အဲ့တော့ငါးကျွဲနဲ့ဗုဒ္ဓဘူးစံနေသားမီအတွက်ကျင်းတွေထီစုကြီးတွေပေါက်စိမ်မဲ့နှစ်ကိုပြောပြပေးမှာဖြစ်ပါတယ်။ငါးကျွဲနဲ့ဗုဒ္ဓဘူးစံနေသားမီအတွက်ဒီပေါက်စိမ်မဲ့နှစ်ကတော့အသက်6နှစ်အသက်73နှစ်အသက်20 29နှစ်အသက်34နှစ်41နှစ်48နှစ်55နှစ်62နှစ်နှစ်အသက်69နှစ်အသက်86နှစ်အသက်83နှစ်ဒီလိုနှစ်အပိုင်းအခြားတွေကမိမိတို့အတွက်ကျင်းသေးထီစုကြီးပေါက်စေမဲ့နှစ်တွေဖြစ်ပါတယ်။ငါးကျွဲနဲ့ဗုဒ္ဓဝိစံနေသားမိတွေတူတယောက်နဲ့တွဲဖက်ပြီးတော့မှဆက်တူထိုးရမယ့်နှစ်တွေကတော့အသက်1နှစ်အသက်8နှစ်အသက်15နှစ်အသက်22နှစ်29နှစ်အသက်36နှစ်43နှစ်အသက်50 58နှစ်အသက်64နှစ်အသက်81နှစ်အသက်88နှစ်85နှစ်ဒီလိုနှစ်အပိုင်းခြားတွေဟာဒုတိယနဲ့တွဲဖက်ပြီးတော့မှဒီကန်ဆန်းမယ်ဆိုရင်မိမိတို့အတွက်ကျင်းတွေဒီပေါက်စိမ်မဲ့နှစ်တွေဖြစ်ပါတယ်ဗုဒ္ဓဦးသားမီဆိုရင်တော့တောက်ကြသားမီတူနဲ့ဒီကန်ဆန်းရမှာဖြစ်ပါတယ်စနေသားမီဆိုရင်တော့တန်ခုနေသားမီနဲ့တွဲဖက်ပြီးတော့မှဒီကန်ဆန်းရမှာဖြစ်ပါတယ်ငါးကျွဲနဲ့ဇာတာပရိသားမီအတွက်ကျင်းတွေဒီစုကြီးပေါက်စိမ်မဲ့နှစ်ကတော့အသက်4နှစ်အသက်17နှစ်အသက်18နှစ်25နှစ်32နှစ်39နှစ်46နှစ်အသက်53နှစ်အသက်60 68နှစ်အသက်84နှစ်အသက်81နှစ်ဒီလိုနှစ်အပိုင်းခြားတွေကငါးကျွဲနဲ့ဇာတာပရိသားသမီးတွေအတွက်ကျင်းလေထီစုကြီးပေါက်စေမယ်နှစ်တွေဖြစ်ပါတယ်တွဲဖက်ပြီးတော့မှဆက်တူထိုးမယ်ဆိုရင်ဒီပေါက်စေမယ်နှစ်ကတော့အသက်6နှစ်အသက်73နှစ်အသက်20 29နှစ်34နှစ်အသက်41နှစ်48နှစ်55နှစ်အသက်62နှစ်69နှစ်အသက်86နှစ်83နှစ်ဒီလိုနှစ်အပိုင်းခြားတွေကတူတယောက်နဲ့တွဲဖက်ပြီးတော့မှဒီကန်ဆန်းမယ်ဆိုရင်ကျင်းတွေထီပေါက်စေမယ်နှစ်ချမ်းသာတဲ့တတိတွေချက်ချင်းဖြစ်စေနိုင်မယ့်နှစ်တွေဖြစ်ပါတယ်အဲ့တော့ဇာတာပရိသားသမီးတွေမိမိတို့တွဲဖက်ပြီးတော့မှဒီကန်ဆန်းရမယ်နေသားမီကတော့တနင်္လာသားမီရဲ့တွဲဖက်ပြီးတော့မှဒီကန်ဆန်းရမှာဖြစ်ပါတယ်အဲ့တော့မိမိတို့ရဲ့မြန်မာမွေးနေ့တက်တဲ့ကိုခုနှစ်ပြည့်စားလို့6ကျွန်းနဲ့9သားမီအတွက်ကျင်းသေးထီစုကြီးပေါက်စေမယ်နှစ်ကတော့အသက်4နှစ်အသက်17နှစ်အသက်18နှစ်အသက်25နှစ်32နှစ်39နှစ်46နှစ်အသက်53နှစ်အသက်60 68နှစ်94နှစ်84နှစ်80နှစ်တက်နဲ့ဒီလိုနှစ်အပိုင်းခြားတွေကမိမိတို့အတွက်ကျင်းသေးထီစုကြီးပေါက်စေမဲ့နှစ်တွေဖြစ်ပါတယ်ဒုတိယနဲ့တွဲဖက်ပြီးတော့မှဆက်တူထိုးမယ်ဆိုရင်ဒီပေါက်စိမ်မဲ့နှစ်ကတော့အသက်2နှစ်အသက်9နှစ်အသက်16နှစ်23နှစ်အသက်30 38နှစ်44နှစ်52နှစ်51နှစ်58နှစ်65နှစ်65နှစ်82နှစ်
အသက်89နဲ့86နဲ့ဒီလိုနှစ်အပိုင်းခြားတွေဟာငါးကျွန်းနဲ့တောက်ကြသားမိအတွက်တူတယောက်နဲ့ဆက်တူတွဲဖက်ထိုးမယ်ဆိုရင်ဒီပေါက်စေမှနှစ်ဖြစ်ပါတယ်အဲ့တော့ငါးကျွန်းနဲ့တောက်ကြသားမိတွေမိမိတို့နဲ့တွဲဖက်ပြီးတော့မှဆက်တူထိုးရမယ်နေသားသမီးဗုဒ္ဓဦးသားမိနဲ့ဆက်တူတွဲဖက်ပြီးတော့မှထိကန်ဆန်းရမှာဖြစ်ပါတယ်အဲ့တော့ငါးကျွန်းနဲ့9ရက်သားမိလာမဲ့2026မှာမိမိတို့ရဲ့လိုရဆန္ဒတွေတလုံးတဝတွေပြည့်စုံနိုင်ကြပါစေ။